အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့သုတေသနပြုလုပ်ပုံအဆင့်ဆင့်ကိုပြောပြပေးသွားပါမယ်သုတေသနတစ်ခုရဲ့ပထမဆုံးအဆင့်ကတော့ကိုဖြေရှာခြင်းနဲ့ပြဿနာတစ်ခုကိုသတ်မှတ်ခြင်းဒါမှမဟုတ်သိလိုတဲ့မေးခွန်းတစ်ခုထုတ်ခြင်းပါပဲဥပမာပေးရရင်သင်ကစာလုံးရင်းတခြင်းနားထောင်ရင်စာပိုအာယုံစိုက်နိုင်သလားဆိုတာကိုသိကျင်နေဆိုပါတော့အဲအကြောင်းအရာကိုသုတေသနလုပ်ဖို့ဆုံးဖြတ်လိုက်တယ်ရှေ့ဗီဒီယိုမှာပြောခဲ့သလိုပဲသုတေသနအစသိလို့စိတ်ကပါဒုတိယအဆင့်က literature review ပါ literature review ဆိုတာဘာလဲဆိုတော့စာရှာတာပါကို research လုပ်မဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးဘာတွေရှာဖွေတွေ့ရှိထားပြီးလဲဘာတွေလိုအပ်ချက်ရှိလဲဆိုတာတွေရှာဖွေတာပါဘယ်မှာစာရှာမှာလဲဆိုရင် Google Scholar Science Drive ပတ်မှတ်အစရှိတဲ့ database တွေမှာရှာတာပါ literature review နဲ့ပတ်သက်ပြီးကအသေးစိတ်ကိုဗီဒီယိုတွေထပ်တင်ပေးပါဦးမယ်နောက်တစ်ဆင့်က research hypothesis သတ်မှတ်တာပါဥပမာခုနပြောခဲ့တဲ့စာလုံးရင်းတခြင်းနားထောင်ရင်စာပိုအာယုံစိုက်နိုင်သလားဆိုတဲ့မေးခွန်းမှာကိုကပိုအာယုံစိုက်နိုင်တယ်ထင်ရင်စိုက်နိုင်တယ်မစိုက်နိုင်ဘူးထင်ရင်မစိုက်နိုင်ဘူးပေါ့ဒါဟာသုတေသီရဲ့ထင်မြင်ယူဆချက်ပါသုတေသနရဲ့ရလဒ်နဲ့ကွဲလွဲနိုင်ပါတယ်ထပ်တူလဲကြနိုင်ပါတယ်နောက်တစ်ဆင့်ဘယ်လို research design သုံးမလဲဆုံးဖြတ်တာပါ quantitative qualitative နဲ့ mixed method ဆိုပြီး research design အမျိုးမျိုးရှိပါတယ်အဲထဲကမှသုတေသီတွေကကို research question နဲ့ကိုက်ညီတဲ့ research design ကိုရွေးချယ်ကြပါတယ်ဒီအကြောင်းကိုလည်းအသေးစိတ်ဗီဒီယိုထပ်တင်ပေးပါမယ် research design ရွေးချယ်ပြီးတဲ့အခါမှာ sampling လုပ်ပြီး data တွေစကောက်ပါတယ်ဥပမာခုန research question အတွက်ဆိုရင်သုတေသနမှာပါဝင်ဖို့ကျောင်းသားတွေလိုက်စုမယ်လိုအပ်ရင်စာပေးကောက်တာမျိုးအင်တာဗျူးတာမျိုးတွေလုပ်ပြီးအချက်လက်တွေစုမယ်နံပါတ်6အဆင့်ကတော့ရလာတဲ့ data အချက်လက်တွေကိုစီစစ်တာပါဒီမှာဆိုရင် JMP လို software တွေသုံးပြီး data တွေရိုက်ထည့်အဖြေထုတ်တာပါဒါပြီးရင်ကိုသိချင်တဲ့အဖြေရလာပါပြီဒါကိုစာဆောင်ရေးပြီး publish လုပ်ပါတယ်ဒီကနေတစ်ဆင့်အသိပညာအသစ်တွေရတယ်ပေါ့လေ research process ဆိုတာဒီလိုတန်တရားလဲနေတာပါဒီဗီဒီယိုမှာက process ခုလုံးကိုပြောပြတာဖြစ်တဲ့အတွက်နားမလည်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်မစိုးရိမ်ပါနဲ့တစ်ခုချင်းစီကိုဗီဒီယိုတွေနဲ့ထပ်ရှင်းပြအောင်မှာမလို့ channel လေးကို like နဲ့ subscribe လုပ်ခဲ့ပါဦးနော်